င်းနှမလင်းနောက်လိုက်တော့ကောင်းရမ်းမောင်းရလားကွာကားစီးနေတယ်ဆိုပြီးဖင်ကောင်းမကျင်နဲ့နော်တရားဖို့3စီးလောက်ကတော့ငါလည်းဝယ်စီးနိုင်တယ်ဟွန်းဓာတ်စီဖို့မတက်နိုင်လို့အော်တနာပါတယ်အရင်ဘဝကတီကောင်ကိုစားနေပဲပြီးလေဘင်းများညှစ်တက်ခဲ့လားဘာပြောလဲရှင်ဟာတော်သေးရဗောနားလေးတစ်ခုကြားပဲလို့ဘာကိစ္စလူတစ်ဖက်တောင်မိုးကျုံးမြချိုလာပြောနေရဟာမိုးကျုံးမြလို့ပြောတာမဟုတ်ပါဘူးဗျာယူပါကကြွေထိုက်ပေမဲ့ဝေဒနာသေလိုက်ဖို့ပဲကောင်းတယ်လို့မနေ့တည်းပြောမိတာပါဟာသူတို့မျက်နှာတေခိုင်းနေသေးတယ်ရှင်းမလားရှင်ကြိုက်တဲ့နေချိန်မှာသွားသေးဟာပိုလီယိုယောဂတွေကခြေဆောက်လို့ရတယ်တော်ပြီရှင်တဲ့စကားပြောတာအာယုံနောက်တယ်ကိုလုတ်တာပဲကောင်းတယ်ဟဲ့ဟာမျက်လုံးမမြင်ရတဲ့ကြတယ်ငကြက်ကြီးတက်ပြီးရှောက်သွားလေတော့လမ်းပေါ်ကကားနဲ့နည်းနည်းညားသွားမှာပေါ့စကားမဆက်နာမည်လေးကဘယ်လိုခေါ်ဘာလို့ပို့လဲရှင်တော်တောင်းညမှာလားညနေမြေပိုလီယိုဒုက္ခတယ်တော့အလွတ်မပေးဘူးတမျိုးမထင်ပါနဲ့ဒီမှာနင်ဒီဒိန်းသာဆက်လျှောက်သွားရင်လေအနည်းနဲ့အမြန်ဆိုသလိုသတင်းစာထဲမှာနိုင်ရေးကြော်ညာပါလာတော့မှာအဲကြောင့်မလို့အတုပလိုက်ဖို့ရအောင်လို့ငါနာမည်ကြိုမေးထားတာပါပိုလီယိုကလည်းနော်ဟာမြန်လိုက်တာဟောင်ကောင်ကျဲမှာကြာနေရပဲဟာဟိုမှာတော့ဒီကိစ္စလာကြပြီမင်းနားပါချက်ကတော့နော်တို့ဒီကိစ္စဆင်းလာလေသိတာပဲလားဟလားမချတတ်ဘူးမချတယ်ဘူးဆိုကိုချတယ်ကိုတော့ပြီးတော့လေအေးငါအဖေရောက်နေပါတခါလေးလိုက်ပြေးလေဟာနော်ပိုလီယိုမလည်းမြန်လိုက်တာဟေးငါ့ကိုစားလို့ဟေးဟာငါတော့ရုံကုန်ပါပြီဟုတ်ဒီဇိုင်းကြောင့်ရှူပန်းနေတယ်ဟာမနာဟာအဲ့လူဘာလို့လဲရှစ်တော့မျက်နှာပြောင်းတိုက်ပါလားကို့အချစ်ကလေစပွန်ဆာအဖြစ်နဲ့နော်မာနှိမ့်တဲ့အချစ်မျိုးမဟုတ်ပါဘူးစေရနာအစ်စ်နဲ့အသေးချာချစ်မဲ့စံပြခန္ဓာအလန်းစားအချစ်ပါအီဂရီအခုအချိန်ကစပြီမင်းကိုမြင်တထေးအောင်မြင်လို့ပြောဆိုနေထိုင်ရမယ်ချိုင်းပလေးပါဟဲ့မင်းနောက်ကတောက်ရေခွဲငါယူပြန်ငါရေတောက်ချင်တယ်ဟာမင်းမချီလက်နဲ့မပါဘူးလားကိုယ့်ကိုယူတော့ပါလားဟဲ့ငါအသစ်ဆက်ဆက်တထေးအောင်မြင်နေဒါတော့ရှိမှာပေါ့ငါမွေးတဲ့မြောက်ကငါပြန်ချောက်ရော့တခုကနှူးနေတာမသိနဲ့မျက်နှာတစ်ခုလုံးပြည်ရွှဲနေရပဲယွန်းစရာကြီးအေးငါမျက်ခွက်ကယွန်းစရာဆိုရင်မင်းမျက်ခွက်ကလမ်းဘေးအိမ်သာပေးပန်းနဲ့ခွက်ပေါ့ကွာအဲ့အတွက်ဘာမှမပူပါနဲ့ကျွန်တော်လိုက်ဖို့